ခင်ဗျာနိုင်ငံတကာစစ်တပ်တွေတွားကြည့်လိုက်တခြားနိုင်ငံမပြောဘူးဗျာကျွန်တော်အခုလက်ရှိနေတဲ့နိုင်ငံမျိုးဆိုခင်ဗျာစစ်တပ်တဲ့ဝင်တာနဲ့အနည်းဆုံးခင်ဗျာစစ်တပ်တဲ့ဝင်လိုက်ပြီဆိုတာနဲ့ခင်ဗျာကိုလာတာကောင်းကောင်းဝင်ပေးပြီခင်ဗျာကိုအိမ်လာတာကောင်းကောင်းဝင်ပေးပြီအစားအသောက်ကောင်းကောင်းဝင်ပေးပြီခင်ဗျာတက်တဲ့ဝင်လိုက်ပြီဆိုတာနဲ့ခင်ဗျာသားရဲ့ပညာရေးသည်သုံးခန်းတိုင်အောင်သင်လို့ရပြီခင်ဗျာမိမရဲ့ကျမ်းမာရေးခင်ဗျာသားသမီးရဲ့ပညာရေးအားလုံးသည်ဖူးကားပါနောက်ပြီးပတ်ဝန်းကျင်ကလည်းပတ်ဝန်းကျင်အားလုံးလည်းစစ်တပ်မိသားစုလေးစားပြီးသားစစ်သားတယောက်ဆိုရင်အနေအတိုင်းနဲ့ကိုအလိုလိုနေနဲ့ကိုငုံတုတ်ထိုင်ပြီးတော့ကိုအလေးပြုနေတဲ့နိုင်ငံဗျာအဲ့လိုမျိုးနိုင်ငံအဲ့လိုမျိုးထားတာအခုခင်ဗျားတို့မြန်မာပြည်ကစစ်တပ်ကပါလေအပေါ်ကောင်တွေကလားဟိုခင်ဗျားကျွန်တော်ပြောပြမယ်ခင်ဗျားတို့စစ်သားတွေကိုကြော်ပြနာအောင်ပြောပြမယ်ခင်ဗျားတို့စစ်သားတွေကိုနာဖို့ခင်ဗျားတို့စစ်သားတွေကလားလေငပီးနဲ့စားပြီးခင်ဗျားတို့တွေကလားဘဝကြီးပြက်နေတာလားတိုက်ပွဲကခဏနေဦးဗျာဒီအမေရိကန်စစ်တပ်တွေဆိုရင်တိုက်ပွဲမှာကြာသွားဆိုအဲ့ဒီမိသားစုကိုတသက်စာထောက်ပံ့ထားတာနော်တသက်လုံးစာထောက်ပံ့ထားတာမသိမချင်းကိုထောက်ပံ့ထားတာခင်ဗျားတို့သေသွားပြီမဲ့လေခင်ဗျားတို့မိသားစုကိုနိုင်ငံတော်ကြီးကနေပြီးသူတို့နိုင်ငံအတွက်အသက်ပေးသွားတဲ့သူရဲကောင်းကြီးဆိုပြီးတော့ကောင်းကောင်းမွန်မွန်ပြုစုထားတဲ့နိုင်ငံခင်ဗျားသေသွားရင်ခင်ဗျားသားသမီးလည်းဖာမဖြစ်သွားသလိုခင်ဗျားမရလည်းဖာဖြစ်မသွားဘူးဘာကြောင့်လဲပြည့်ဝစုံထားပေးတယ်နော်ခင်မြန်မာပြည်အလိုမဟုတ်ဘူးအောက်ခြေစစ်သားတွေပါလေခင်ဗျားပူးမင်းလေးပြောမယ်အထက်အရာရှိတွေကကောင်းကောင်းမွန်ဖြစ်မယ်အထက်အရာရှိရဲ့သားသမီးတွေကအမေရိကန်လိုနိုင်ငံမျိုးအော်စတြေးလျလိုနိုင်ငံမျိုးမှာကြောင်းတက်ပြီးတော့လေမီလီယံနာအိမ်နေနဲ့နေပြီးတော့ခင်ဗျားတို့နေရသိသလားခင်ဗျားတို့သိသလားမသိပါဘူးခင်ဗျားတို့မသိပါဘူးခင်ဗျားတို့ရဲ့အဲ့ဒီတက်ထဲမှာပဲနေပြီးတော့မျက်စိပိတ်နားပိတ်ပြီးတော့ခွေးချင်းကိုက်ဖို့လောက်ပဲချောင်းနေတဲ့လူမျိုးတွေလေခင်ဗျားတို့ကဘာအသိပညာမှမပြီးခင်ဗျားတို့ရဲ့တက်မှမှုသားသမီးတွေတို့ခင်ဗျားတို့ရဲ့တိုင်းမှုသားသမီးတွေခင်ဗျားတို့ရဲ့ခုံပမားလူရဲ့သားသမီးတွေနိုင်ငံခြားမှာဟမ်ဘာဂါစားပြီးဒူးနဲ့ပြီးတော့နေတဲ့ကောင်မျိုးတွေအိုးခင်ဗျားတို့တနာဖို့တိတ်ကောင်းပါပြီခင်ဗျားတို့တွေရလာလေအောက်ချိန်မှာနေပြီးတော့ဗာလဲသိလားစစ်တိုက်ဆိုသွားတိုက်လိုက်တယ်ပြီးရင်ခြေထောက်ပြက်လိုက်ရင်ပြည်သူကြားမှာစာအုပ်ရောက်ပြီးတော့စာအုပ်ရောက်ပြီးစားရင်စားမစားရင်ခင်ဗျားတို့ဘာလုပ်မလဲတောင်းစားရင်စားမစားရင်ခင်ဗျားတို့ဘာလုပ်မလဲနောက်ဆုံးခင်ဗျားတို့အသက်သေးသွားရင်ခင်ဗျားသမီးတွေကဘာဖြစ်သွားလဲနောက်ဆုံးရှိပြောမယ်နောက်ဆုံးဘာဖြစ်ဖာဖြစ်သွားတယ်နောက်ဆုံးဘာဖြစ်သွားလဲဖာဖြစ်သွားတယ်ခင်ဗျားတို့တွေကအသက်တော့ပေးလဲနောက်ဆုံးဖာဖြစ်သွားတယ်ဒီလိုမျိုးစစ်တပ်ကိုတော့မှခင်ဗျားတို့တွေကဟိုအမိန်ရနေပြီနာခံနေရပါဆိုခင်ဗျားတို့ကိုကျွန်တော်တော်ကြီးလေးစားသွားပြီခင်ဗျားတို့ရဲ့အုံနောက်တွေခင်ဗျားတို့ရဲ့အသိတွေခင်ဗျားတို့ရဲ့အတွေးခေါ်တွေကိုဘလို့ချီးကျူးရမှန်းတော့မသိတော့ဘူး